ဘာလို့ရှင်တုံးရဲ့မလားပါတဲ့ဇက်သိန်းကန်ဒီမှာနိုင်လို့ပဲဆိုတဲ့တင်းကြတော့စိတ်ထဲဝမ်းနေသူဖြစ်သွားပါပြီသူကနောက်26ခုနှစ်တုန်းကဆိုလို့ရှိရင်ဇာမဘွားကနေနိုင်ယူပွဲရှိတယ်လို့ရင်ဖွင့်ခဲ့ဒီမှာပြင်ငယ်ဘွားအိမ်မလေးရှိရာစန်တိုစ်အသင်းမှာဇာမဘွားနေဝင်ချင်းကိုပြန်တန်းနေရတာပါသူရဲ့အမြင့်ဆုံးဆင်းပြီးမရောက်ခဲ့တဲ့မန်ချက်တွေအကြောင်းနောက်သားတွေနဲ့ပြန်လဲတွေးတောရင်းနဲ့စန်တိုစ်မှာနေမှာအသေးကွင်းနေတော့ဒီမှာပြပလူငယ်မှုဘွားကြောင့်လူမုန်းခံရတယ်စော်ထဲလဲတွဲလို့မြင်ကတ်ခံရတယ်ပါတီပွဲတွေမိမလားလေးတွေကန်းပြီးသွားပန်းစီတာတွေတန်ဖိုးကြီးသုံးဆောင်တွေနဲ့ခက်ဝန်းဝင်နေထိုင်တတ်တာတွေကအခုကိုလူမုန်းများစေတဲ့ချက်တွေပါပဲပြီးတော့ဘောလုံးကစားမီယာမှာများပြီးတော့တိုင်ပတ်တွေမခံပြောင်းစကေးတွေကျွဲပြလို့အမြင်ကတ်ခံရသူပါဒီမောင်ကန်တဲ့ဇာမတွေကအမြင်ကတ်ပြီးထိုးကိုကျွဲတတ်ပါအဲအပြဿနာတွေကြောက်ကြွားတော့ဒီမှာဘယ်တော့မှသူ့ကစားဟန်ကိုမပြောင်းလဲပါဘူးဒီမှာရောက်နေရတဲ့မှာစီမင်းသားဖြစ်နေတာတကယ်ဆိုရင်သူကမက်ဆီနဲ့ရိုနယ်ဒိုဖြစ်လို့ဘောလုံးကစားဂုဏ်ဆိုတဲ့သတ်မှတ်ခံခဲ့ရတာဒါဒီရဲ့ကောင်းဆုံးထုတ်ကုန်ဘောလုံးကစားတာလူ့ဆောင်မှုဆောင်မှုရှိတယ်ဒီမှာအိဆိုဘတ်ဆန်မှုကလူမုန်းခံရပေမဲ့ခြားတစ်ဖက်မှာဒီမော်ဆန်နဲ့ကားပေါ်နဲ့ပြီးရစရာမရှိပါဘူးဒီမှာကောင်းဆုံးချိန်ကပြောပြရလူပညာဆန်လုံးခဲ့မက်ဆီဆွာရက်စ်တို့နဲ့အတူဟန်ချက်ညီသွားနားလည်ကြည့်သွားပြီးတော့ဆန်သွားနဲ့ဘာသာကောင်းတဲ့နေရာသုံးတော်ခံခဲ့တာကျန်တာတူပါ